ဒီအရာကိုမခံစားတတ်တဲ့အတွက်ကျွန်တော်တို့ဒီဖျားရှိမှာဝတ်ပြုကိုးကွယ်ဖို့လာတဲ့အခါမှာကိုတချို့ဆိုကြောက်တယ်တချို့ဆိုရှက်တယ်တချို့ဆိုထပ်ပြီးတော့ရဲဝံ့နဲ့ဖျားရှိမှာဥဆောင်ရမယ့်အရာတွေလုပ်ရမယ့်အရာဒီစင်ပေါ်မှာမပြောနဲ့စင်အောက်မှာမလီငါကရာကြီးကဘယ်လိုဖြစ်သွားမလဲမသိဘူးတော့ငါချီးမွမ်းတာကြီးကဘယ်လိုဖြစ်သွားမလဲမသိဘူးဒါဆိုဒါဝိဒ်ဘယ်လိုလုပ်မလဲဒါဝိဒ်အသက်တာထဲမှာဗိမာန်တော်ဒါဝိဒ်အသက်တာထဲမှာဗြိညင်တက်တာကိုယူလာတဲ့အခါမှာနော်သူ့ကိုယ်သူဘယင်ဖြစ်မှန်းကိုတော့မှမေ့သွားတယ်အကုန်လုံးအထက်ကနော်တင်တိုင်းဆိုတာနော်ဒီမှာအရင်တော့ကဘယင်နေဝတ်တဲ့အတွင်းမှာခံထားတဲ့ဟာတဲ့ဟိုလိုမျိုးကိုတုံးတုံးကြီးချွတ်ပြီးကတာမဟုတ်ဘူးနော်တချို့ကရှောက်ပြီးအဲ့လိုမျိုးပြောတဲ့ဟာရှိတယ်တကယ်တော့ဘယင်မှာလည်းသူ့မှာအတွင်းငံရှိတယ်ပေါ့ဘယင်အတွင်းငံပေါ့နော်ဒါပေမဲ့ဘယင်ဆိုပေမဲ့အဲ့ဒီအတွင်းငံနဲ့ကရင်လည်းဘလို့မှမတင့်တယ်ဘူးမတင့်တော်ဘူးဒါပေမဲ့ကိုယ့်ရဲ့တင့်တယ်ခြင်းတွေမတင့်တယ်ခြင်းတွေဆိုတာကိုလုံးဝဘေးနားမှာချထားပြီးတော့ဖျားရှိမှာစိတ်နှလုံးအကျွမ်းမဲ့နဲ့သူဒီချီးမွမ်းကခုန်တဲ့အရာကကျွန်တော်တို့အသက်တာအတွက်တကယ်ကိုခွန်အားယူစရာဖြစ်ပါတယ်အဲ့အရာအထိကျွန်တော်တို့အသက်တာမှာမရောက်နိုင်ဘူးဖြစ်တယ်ချီးမွမ်းကခုန်တော့မယ်ချီးမွမ်းတော့မယ်ဆိုတဲ့အခါမှာကျွန်တော်တို့ဒီဘာပဲကြည်တာများလဲအပြင်မှာမြင်ရတဲ့အရာတွေကိုပဲကြည်တာများတယ်အပြင်မှာမြင်ရတဲ့အရာတွေကိုပဲကြည်ပြီးတော့အစဉ်ပြေခြင်းတွေအစဉ်မပြေခြင်းတွေကိုကြည်ပြီးတော့ကျွန်တော်တို့ဒီဘာလုပ်လဲချီးမွမ်းကိုးကွယ်ခြင်းမှာဥဆောင်ဖို့ရန်အတွက်စိတ်ကလောနေတတ်တာများပါတယ်အဲ့တော့ဖခင်သခင်ကဒီနေ့ဝိပုကိုးကွယ်ခြင်းထဲမှာကျွန်တော်တို့ဒီမြည်သူမဆိုသူ့ကိုဝိပုကိုးကွယ်မဲ့သူတိုင်းကအသွေးတော်အဖြစ်ရတဲ့လွတ်ချင်းအခွင့်ကို100%အသက်တာထဲမှာသဘောပေါက်နားလည်ခြင်းအဖြစ်ဖခင်ရှိမှာချီးမွမ်းတော်သူဖခင်ရှင်ကိုကခုန်ပူဇော်တော်သူဖြစ်ဖို့ရန်အတွက်အင်မတန်မှဖခင်ရှင်အလိုတော်ရှိတာဖြစ်ပါတယ်ဟာလေလုယာအဲ့တော့ဖခင်သခင်ကနော်စာလံ51အငယ်16နဲ့19မှာသူတောင်းတဲ့ဟာကနော်ကျွန်တော်တို့အသက်တာထဲမှာနော်ယေရှုခရစ်တော်အားဖြင့်လေပြည့်စုံတဲ့ရစ်ကိုပေးပြီးဖြစ်တဲ့အခါမှာကျွန်တော်တို့အသက်တာထဲမှာမပြီးနိုင်တဲ့အရာတွေကနေဖခင်ရှင်ကတခုပဲတောင်းတယ်စာလံ51နော်အငယ်16က19နော်19ကိုတစ်ချက်ကြည့်ရအောင်နော်ကျွန်တော်စာအုပ်ကနည်းနည်းကြီးတော့စာလံ51 16ကနေ19မှာဗာပြောလဲဆိုရင်ရစ်ပူဇော်ခြင်းကိုအလိုမရှိသို့မဟုတ်လျင်ရစ်ပူဇော်ပါမည်မိရှို့သောရစ်ပူဇော်ခြင်းကိုပင်နှစ်သက်တော်မမူဖျားသခင်နှစ်သက်တော်မူသောရစ်မှုကကျိုးပဲ့သောစိတ်ပေတည်းအိုဖျားသခင်ကိုတော်သည်ကျိုးပဲ့ကြေမွာသောနှလုံးကိုညှင်းပယ်တော်မမူတတ်ပါအာမင်အဲ့တော့ကျွန်တော်တို့ဖျားရှိကိုကျွန်တော်တို့ဒီချီးမွမ်းကိုးကွယ်ဖို့အတွက်ကျွန်တော်တို့ဒီရောက်လာတဲ့အခါမှာကျွန်တော်တို့ရဲ့စိတ်နှလုံးအင်မတန်မှအရေးကြီးတာဖြစ်ပါတယ်ကျွန်တော်တို့စိတ်နှလုံးကဖျားရှိမှာ I am somebody နော် I can do anything ဆိုတာမျိုးထက်ဘာမှမတတ်ပါဘူးဘာမှမစွမ်းပါဘူးကိုရောရှိမှာကျွန်တော်တို့ရဲ့အသက်တာနှလုံးသားကိုသွန်းပြီးဖခင်ရဲ့လုတ်ပေးတဲ့အရာပေါ်မှာအမိပြုတ်ပြီးမျက်မှောက်တော်ထဲမှာတွန်းဝင်တဲ့သူဖြစ်ဖို့ရန်အတွက်နှုတ်ကပတ်တော်အပြင်အသက်တာမှာခွန်အားယူရတာဖြစ်ပါတယ်အာမင်အဲ့တော့ဘာပြောချင်လဲဆိုတဲ့အခါကိုကျိုးပဲ့တယ်လို့ပြောတဲ့အခါမှာကိုအရှုံးခံတာနော်ကိုကတော့ဘုံရှုံးချခြင်းရှိပါစေဘုရားသခင်ဘုံကိုအပြင်ထင်ရှားစေဆိုတဲ့အရာဖြစ်တယ်ကိုမထင်ပေါ်ပါစေဘုရားသခင်ကြော်ကြားပါစေဆိုတဲ့အရာဖြစ်တယ်ကိုအသက်တာထဲမှာဘာမှမဟုတ်ဘူးဒါပေမဲ့ဘုရားသခင်ဒီကြီးမားတဲ့ဘုရားဖြစ်ကြောင်းကိုအပြင်နမိတ်လက္ခဏာပြုနိုင်ခြင်းကိုအပြင်မြင်တွေ့စေတာဖြစ်တယ်အာမင်အဲ့တော့တနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုအလောင်းခံတာကျွန်တော်ရစ်အကြောင်းပြောတာဖြစ်တဲ့အတွက်ဘုရားရှင်မှာရစ်ကောင်ကဲ့သို့ကိုရဲ့နှလုံးသားဒီအလောင်းခံသောအသက်တာဖြစ်မယ်နော်ဘုရားသခင်ရှေ့မှာကိုကဘာမှမဟုတ်ဘူးဆိုတဲ့အတိအထိကိုရဲ့အသက်တာထဲမှာဘုရားမတပါအခြားမရှိကိုတော့မပိုင်ရင်ကျွန်တော်တို့အသက်တာလုံးဝအသက်တာအသက်ရှင်လို့မရနိုင်ပါဘူးဆိုတဲ့အထိကိုနှလုံးသားသွန်းလောင်းပြီးဘုရားသခင်ရှေ့မှာအကျိုးပဲ့ခံတဲ့စိတ်နဲ့ဘုရားရှေ့မှာကိုးကွယ်ဖို့ရအတွက်ချီးကပ်လာတော်သူဖြစ်ဖို့ရအတွက်အရေးကြီးတာဖြစ်တယ်အာမင်နော်ဒီနေ့ပြည့်ညတ်တရားအားဖြင့်ကျွန်တော်တို့အသက်တာမှာမရရှိခဲ့တဲ့အရာတွေကိုယေရှုအားဖြင့်ဘုရားသခင်ကပြည့်စုံခြင်းကိုပေးခဲ့တာဖြစ်တယ်အဲ့တော့ဒီနေ့ကိုရှေ့တန်းတင်ပြီးတော့ကိုးကွယ်တဲ့အခါမှာတော့ဒီအရာကဖြစ်မလာဘူးကိုရှေ့တန်းတင်ပြီးကိုလုံနိုင်တယ်ကိုတတ်နိုင်တယ်ကိုတီးနိုင်တယ်ကိုစိုးနိုင်တယ်ကိုကနိုင်တယ်ဆိုတဲ့စိတ်တွေဖြစ်လာတဲ့အခါမှာကျွန်တော်တို့အသက်တာထဲမှာစစ်မှန်တဲ့ကိုးကွယ်ခြင်းတွေကိုရောက်မလာရစ်မဖြစ်လာဘူးအဲ့တော့ဟိုတလောကဆရာဂျိုလီယိုကနော်ဟုံးဆဲတစ်ခုမှသူဝေငှတယ် gas o အကြောင်းကိုသူဥပမာပြောတယ်ပေါ့အဲ့တော့သူပြောတဲ့စကားကိုကျွန်တော်ဘာရှင်းပြလိုက်မယ်နော်သူကစူတောင်းခြင်းမရှိသောအသက်တာဒီတဲ့ gas မရှိသောအိုးနဲ့တူတယ်တဲ့အာမင်စူတောင်းခြင်းမရှိတဲ့အသက်တာ gas မရှိတဲ့အိုးကဲ့သို့ gas မရှိတဲ့အိုးကိုအိမ်မှာတရုတ်တရတင်ထားတဲ့သူရှိလားအမှတ်တရတော့မင်္ဂလာဦးနှစ်ပတ်လဲတို့နော်သမီးလေးပေးတာတို့
နော်သားလေးတယောက်ကလက်ဆောင်ပေးတာတော့တင်ထားတာဘူးမှမတင်ထားဘူးဒါအသုံးမဝင်ဘူးလေအသုံးမဝင်တဲ့အတွက်အသုံးမဝင်တဲ့ပစ္စည်းကိုတော့လွှင့်ပစ်မှာပဲအဲ့တော့ तू အဲ့ဒါပြောလိုက်တဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာထပ်ဆိုပြီးတော့အရန်လောင်တဲ့အရာတစ်ခုခံစားရတယ်ကျွန်တော်ကသူ့ရဲ့ပြောတဲ့စကားပေါ်မှာထပ်ဆင်ပြီးဘာရှင်းမြင့်ပြီးဖျားခင်သိစေတဲ့အရာကကျွန်တော်တို့အသက်တာမှာလဲရစ်မပါတော့ကိုးကွယ်ခြင်းကလည်းဂက်မရှိတော့အိုးလိုပဲနော်မတောက်လောင်ဘူးတောက်လောင်ခြင်းမရှိဘူးနော်အသုံးမဝင်ဘူးအတန်တာမြည်နေမယ်နော်လေးနေမယ်တခြင်းဆိုရတာလေလေးလိုက်တာပေါ့ပပမရှိဘူးနော်ပြီးလို့ရှင်ကိုယ့်ရဲ့တီဆိုခြင်းပေါ်မှာလဲသူများကမျက်မှောက်တော့မခံစားရဘူးနော်ကိုယ့်ရဲ့တီဆိုခြင်းပေါ်မှာလဲဘာတစ်ခုမှဘုရားသခင်ရဲ့ပြောတဲ့အရာတွေအသက်တာထဲမှာထွက်မလာဘူးဘာဖြစ်လဲလေးနေမယ်အတန်ပဲထွက်နေမယ်အဲ့တော့ကျွန်တော်ဝိပုကိုးကွယ်ခြင်းဥဆောင်တော့မဲ့အခါတိုင်းမှာအရန်ကိုဆန်းစစ်တယ်ကျွန်တော်အရင်တော့ကတောင်းခဲ့တဲ့စုတွေဒီနေ့ပြည့်လာတဲ့အရာကိုကျွန်တော်အများကြီးတက်တည်ခံချင်တာဖြစ်တယ်အရင်တော့ကကျွန်တော်တို့ဝိပုကိုးကွယ်ခြင်းသွားတဲ့အခါမှာဟုံးဆဲမှာဂီတာတစ်လက်တောင်မဝယ်နိုင်ဘူးနော်အင်းစိန်မိရထားဝင်းထဲမှာရှိတဲ့မိရထားဝန်တန်းနေနော်အဲ့မှာကချင်တို့ချင်းတို့နော်မိသားစုတွေအများကြီးရှိပါတယ်နော်ဂီတာတစ်လက်မဝယ်နိုင်ဘူးအဲ့တော့ဘာလုပ်ရလဲဒီရေတန်းမှုအသေးထဲမှာစံစိတ်တွေထည့်ပြီးတော့ချလုံးနော်အဲ့လိုမျိုးလေလုပ်ရတယ်အဲ့တော့ကဘာတချင်းတွေပဲဆိုလဲ indigenous လို့ခေါ်တဲ့ Titan လာပါပဲရ Titan လာနော်အဲ့တချင်းတွေနော်ဘာသာပြန်တချင်းတွေဟိုဘာလဲကောင်းကင်ကြီးမြေကြီးရှင်သခင်နော်ဒီတချင်းတွေပဲခစ်စားတဲ့အချိန်နော်ဝိပုကိုးကွယ်ခြင်းထဲမှာအုံကျွန်းရေးဆက်တဲ့တချင်းမရှိဘူးရွှေလိုရှားတယ်ဘယ်သူမှလည်းမဆက်ဘူးအခုခေတ်မှာလို့ဖောခြင်းတော်ခြင်းတချင်းတွေအများကြီးမဟုတ်ဘူးအဲ့ခါကဖူကော့စပယ်ယာထုတ်တဲ့တချင်းစာအုပ်ကိုပဲကျွန်တော်တို့ကင်ပြီးတော့ဟုံးဆဲကိုသွားရတယ်နော်ဟုံးဆဲမှာလက်ဖက်ရည်တစ်ခွက်တိုက်ရင်တိတ်ပျော်တာနော်ဖျားเจ้าမှာနေတာကိုနော်ဟုံးဆဲသွားမယ်ဆိုတော့ဟုံးဆဲကကျွေးမယ်ထင်ပြီးဘာမှစားမသွားဘူးလေဒါပေမဲ့ဟိုเจ้าကလက်ဖက်ရည်တစ်ခွက်ပဲတိုက်တော့နော်လက်ဖက်ရည်တောက်ပြီးတော့လဲဟိုကျေနပ်ပြီးပြန်လာတဲ့နေ့တွေအများကြီးပဲရှိတယ်ဒါပေမဲ့လူငယ်တွေအားလုံးကိုကြည့်လိုက်တဲ့အခါမှာသူတို့စိတ်ထဲမှာအယမ်းပဲဖျားကိုဝိပုကိုးကွယ်တဲ့အရာမှာနော်ဘလို့ပါရမလဲဆိုတဲ့စိတ်တွေတော်တော်များများရှိကြတယ်အဲ့နှုန်းတွေကပြောင်းလဲခဲ့လူတွေထဲမှာဖတ်တင်တာဆိုလို့ကျွန်တော်တို့3ယောက်4ယောက်ပဲရှိတယ်တော်တော်များများကလမ်းလွဲကုန်တယ်မယုံကြည်သူနဲ့အိမ်တော်ပြုတ်ကုန်တယ်နော်ကျွန်တော်ပြောချင်တဲ့သဘောကအဲ့အချိန်တုန်းကကျွန်တော်တို့ဒီဝိပုကိုးကွယ်ခြင်းလုပ်တဲ့အခါမှာဘာ music instrument မှမဝယ်နိုင်တဲ့အတွက်လက်ခုပ်တီးပြီးတော့ပဲချစ်ကိုရတယ်နော်တစ်ခါတလေမှာဗီဒီယိုအခွေပေါ့အဲ့တုန်းကဒီလိုမျိုးအခွေရှိတာပေါ့ဒီလိုမျိုးဟိုလိုအပြားကြီးမဟုတ်သေးဘူးနော်အပြားခင်မဟုတ်သေးဘူးဒီလိုထိုးတဲ့ခေအဲ့တော့အဲ့အချိန်မှာအခွေထဲမှာနော်ဒီဗာလဲနိုင်ငံတော်တည်ထောင်ပါစေတော်လို့အလိုတော်ပြည့်စုံပါစေတော်ဆိုတာဒီနှစ်ချင်းနဲ့နော်ဖူကော့စပယ်တို့တခြားအသင်းတော်တွေကပေါင်းပြီးကျေးဇူးတော်ချီးမွမ်းပွဲတွေလုပ်တဲ့အခါမှာအခွေမပေါ်သေးတော့အဲ့လိုအခွေကြီးနဲ့အိမ်ကဗီဒီယိုအစုပ်ထဲမှာနော်ထိုးပြီးတော့လူတွေဝိုင်းကြည့်ရတဲ့အချိန်တုန်းကဒါတွေကိုကြည့်တဲ့အခါမှာမလေးဖျားခင်ငါတို့လည်းဒီလိုမျိုး music အစုံနဲ့ကိုးကွယ်ခြင်းလိုက်တာချီးမွမ်းခြင်းလိုက်တာလို့အဲ့ဒီအချိန်တုန်းကအရန်တန်းတာခဲ့ဘူးတယ်အဲ့လိုအချိန်တုန်းကကိုမထင်ဘူးနော်ဥဆောင်မဲ့ leader တယောက်ဖြစ်လာမယ်လို့လည်းမထင်ဘူးပြီးလို့ရှိရင် music တွေကိုပိုင်နိုင်တိခတ်တတ်တဲ့လူတွေနဲ့တွဲဖက်ပြီးတော့ဥဆောင်ရမယ်တို့အခွေထုတ်ပစ်မယ်တို့လုံးဝမထင်ခဲ့ဘူးဒါပေမဲ့ရိုးရှင်းစွာဆူတောင်းခဲ့တယ်ဘုရားသခင်ကိုတနေ့ကျရင် music instrument အစုံနဲ့ဝိပုကိုးကွယ်ရတဲ့သူဖြစ်ပါစေဝိပုကိုးကွယ်ခြင်းပါလေလို့ပြောတဲ့စုတွေဒီနေ့ပြည့်လာပြီဖြစ်တယ်အာမင်အဲ့တော့အမှတ်တမဲ့နဲ့ကျွန်တော်တို့နှလုံးသားကနေယိုဖိတ်လာတဲ့တောင်းလျှောက်တဲ့အတန်ကိုဘုရားရှင်ကြားတယ်သူမေ့မထားဘူးသူ့ရဲ့စည်ရင်းထဲမှာကျွန်တော်တို့နှလုံးသားရဲ့ယိုဖိတ်တဲ့ဆူတောင်းတန်တွေကိုသူအမြဲတမ်းရေးမှတ်ထားတာဖြစ်တယ်အာမင်အဲကြောင့်ဒီနေ့မိဘညီကိုမောင်နှမတို့ကျွန်တော်တို့အသက်တာမှာဆူတောင်းတဲ့အရာပေါ်မှာလဲဘယ်တော့မှအစိတ်ပြက်အာရုံခြင်းမရှိဘဲနဲ့ရိုးရှင်းသောစိတ်နဲ့နှလုံးသားပါလျက်တောင်းမှာဘုရားရှင်အပြည့်ပေးမှာဖြစ်တယ်အာမင်အဲ့တော့အဲ့ဒီနေရာကနေပြီးဆက်ပြီးတော့တဖြည်းဖြည်းနဲ့ဘုရားရှင်ကကျွန်တော်ကိုငကိုတဲ့ကပဲအသင်းတော်ထဲမှာကျွန်တော်တို့အရင်တော့ပါဝင်တာချင်းအသင်းတော်ဖြစ်တယ်เนาะဒီမှာချင်းမရှိဘူးဆိုတော့နည်းနည်းချင်းအကြောင်းပြောလိုက်မယ်ဘသူပဲပါလုံးသူတို့ချင်းထဲကပဲဒီချင်းထဲကပဲထုတ်တာအပြင်ကမထုတ်ဘူးเนาะဆိုတော့ခက်တာကလည်းဒီချင်းထဲမှာအဲ့လိုမျိုး quality ပြည့်ဝတဲ့လူကမရှိဘူးမရှိတဲ့အခါကျွန်တော်ဆရာတွေကိုယ်တိုင်ကလည်းကျွန်တော်သဘောကျတယ်เนาะတကယ်လို့များတာကြည်နေခဲ့ရင်တော့เนาะကျေးဇူးတော်ပဲချီးမွမ်းပါလိုက်ပါเนาะသိတယ်ကျွန်တော်ဆရာတွေကသိတယ်ကျွန်တော်အရင်တော့ကဆိုဒီထက်တောင်မှပို့ပြီးတော့ရန်လိုတယ်เนาะကိုယ်သူများကတခွန်းပြောလာရင်10ခွန်းပြောစရာစကား auto ရှိတယ်เนาะဒီထဲမှာ memory ထဲမှာ auto ရှိတယ်เนาะဘာစကားမှလာမပြောနဲ့ပြောလိုက်တဲ့စကားကို꿰ပတ်ပြီးတော့မဟုတ်တဲ့ရောသွယ်ဝိုက်ပြီးတော့အပေါ်เนาะအရန်ပြောတတ်တယ်เนาะပို့ပြီးတော့ဟိုဒီမှာအိမ်မှာအတော်တွေနဲ့နေတဲ့ခါမှာကျွန်တော်တို့အိမ်ကအတော်တွေအားလုံးက
ဘာလဲဆိုအတော်တို့အမေတို့အကုန်လုံးကကြတော့ဘယ်လိုပြောရမလဲယောက်ျားတို့ဟဲ့ဆိုတာနဲ့အကုန်ငိမ့်နော်အဲ့လိုမျိုးအမျိုးတွေဖြစ်တယ်နော်အဲ့တော့သူတို့နဲ့နေလာခဲ့တဲ့အခါမှာသူတို့နဲ့အကျင့်စရိုက်တွေပေါ့ပုံစံတွေနည်းနည်းပါတာတခုခုဆိုသူတို့အထာတွေဖြစ်လာတာမျိုးပေါ့နော်ကိုမကြိုက်ပေမဲ့လည်းဒါဖြစ်နေတာပေါ့အဲ့တော့ဝိပုကိုးကွယ်ခြင်းကိုကျွန်တော်တို့ဥဆောင်ရတော့မယ်ဆိုတဲ့အခါတိုင်းမှာအပြည့်နဲ့ကိုစမ်းစစ်မိတယ်ဘုရားသခင်ရှိမှငါပါလဲငါဘာကြောင့်ဒီမျက်မှောက်တော်တွေကိုငါတိုးဝင်ဖို့ရန်အတွက်ဘုရားရှင်အသုံးပြုတာလဲဘာလို့မျက်မှောက်တော်ထဲမှာငါတို့အသက်တာကဘုရားကိုကိုးကွယ်တဲ့အခါမှာဘာတွေဖြစ်လာမလဲဆိုတဲ့အရာတို့အမြဲတမ်းပဲသက်သေရှာပြီးတော့အသက်တာထဲမှာဆင်ခြင်တယ်ကိုယ်တိုင်ခွန်အားယူတယ်တခြင်းတွေရွေးချယ်တဲ့အခါမှာလည်းဒီတိုင်းပဲဖြစ်တယ်ဘယ်တော့မှဘုရားကိုဗဟုပြုတဲ့တခြင်းမဟုတ်တဲ့တခြင်းတွေမရွေးချယ်ဘူးဘုရားရဲ့ဘုန်းကိုဖော်ပြတဲ့တခြင်းတွေရွေးချယ်တယ်ဘုရားကောင်းမြတ်ခြင်းတွေဖော်ကျူးတဲ့တခြင်းတွေရွေးချယ်တယ်ဝိပုအတင်းတော်တစ်ခုမှာဝိပုကိုးကွယ်ခြင်းကအင်မတန်မှအရေးကြီးတာဖြစ်တယ်ပြစ္ဆလက်ခတ်လုံးဝလုပ်လို့မရဘူးအိမ်တအိမ်မှာရှုပ်ပွေပြီးစုပ်ပြတ်နေရင်ဘယ်သူမှနောက်တစ်ချိန်သွားလဲခြင်းမှာမဟုတ်ဘူးဟုတ်တယ်နော်ကိုယ့်အိမ်ကိုလာတဲ့သူတိုင်းဒီကိုယ့်အိမ်ကိုမြင်လိုက်တာနဲ့ဟဲအိမ်လေးကတက်ရက်တန်ရှင်းနေတာပဲဆိုပြီးနောက်တစ်ခါလာလဲခြင်းစိတ်ကိုဖြစ်အောင်ဆွဲဆောင်နိုင်တဲ့အိမ်ရှင်တွေအိမ်ရှင်မတွေရှိပါတယ်အဲ့လိုအိမ်မျိုးတော့နောက်တစ်ချိန်ခေါ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အလိုလိုသွားခြင်းမိတယ်အဲ့ဝိကြေပြုံလွန်းတာတွေကအစနော်ဒါအိမ်အိမ်နဲ့ဝိပုကိုးကွယ်ခြင်းကလည်းဒီတိုင်းပဲအတင်းတော်ကိုလာရောက်တဲ့လူတိုင်းကစစ်မှန်တဲ့ဖခင်ရဲ့မျက်မှောက်တော်တွေကိုသူတို့အသက်တာထဲမှာတစုံတစ်ခုထိတွေ့မှုမခံစားရဘူးဆိုရင်ဒီလူကမျက်မှောက်တော်နဲ့ချိတ်ဆက်မှုတဲမှာလိဟာမှုရှိတဲ့အတွက်သူဒီနောက်တစ်ချိန်လာဖို့ရန်အတွက်သူ့အသက်တာထဲမှာညှင်းဆန်နေလိမ့်မှာဖြစ်တယ်အခုလူငယ်တော်များများအတင်းတော်ထဲမှာဘုရားเจ้าကိုမလာကျင်ကြဘဲနဲ့အိမ်မှာအလုံးမရှိရင်တော့မှတစ်ချိန်လုံးဖုံးကိုဖက်ပြီးတော့ပျော်မွေ့နေတာဘာကြောင့်လဲသူတို့အသက်တာထဲမှာဘုရားရှင်ရဲ့ပြုပေးခဲ့တဲ့အရာတွေလှုပ်ဆောင်ပေးတဲ့အရာတွေအသက်တာထဲမှာရစ်မဖြစ်လာတဲ့အခါမှာဖွင့်ပြခြင်းမခံလာရတဲ့အခါမှာသူတို့ဒီဘုရားသခင်ကိုကျေးဇူးတင်တဲ့စိတ်နဲ့ချီးမွမ်းကိုးကွယ်ဖို့ရန်အတွက်အချိန်ပေးရခြင်းတွေမှာတွန့်တိုနေတတ်တာဖြစ်တယ်အဲ့တော့ဒီຢာရတဲ့ကျွန်တော်တို့ဒီဆူတောင်းပေးဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်အဲ့တော့ကိုတလောကနော်ကျွန်တော်တို့ဒီမှာအတင်းတော်မှာလဲဟောသွားတဲ့အရာတစ်ခုရှိတယ်နော်ယောဟန်4:24မှာပါလဲနံဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းဘုရားသခင်ကိုကိုးကွယ်ရမယ်တဲ့အာမင်ဟုတ်ပြီအဲ့တော့နံဝိညာဉ်ဆိုတာဘာလဲဆိုရင်အထူးသိခြင်းဖခင်ကိုကျွန်တော်တို့ရဲ့အထူးသိခြင်းနဲ့ကနေဘုရားသခင်ထည့်ပေးထားတဲ့အရာနေပြီးဘုရားသခင်ကိုသိမှတ်ပြီးကိုးကွယ်ခြင်းဖြစ်တယ်ဖခင်ကိုပဲသိတာကိုသိသောစိတ်နဲ့ကိုးကွယ်တာမဟုတ်ဖခင်ရဲ့ကောင်းမြတ်တဲ့အရာတွေဖခင်ကျေးဇူးပြုတဲ့အရာတွေဖခင်ရှင်မဆတဲ့အရာတွေဖခင်ရှင်ပို့ဆောင်ပေးတဲ့အရာတွေဖခင်ပြုတဲ့အရာတွေပြောမကုန်နိုင်တဲ့ဖခင်ရဲ့ကျေးဇူးတော်တွေကိုသိပြီးတော့စိတ်ဝိညာဉ်ထဲကနေထိုသိခြင်းနဲ့ကနေဖခင်ကိုစိတ်နှလုံးသားထဲကနေပြီးတော့ရေတွက်ချီးမွမ်းပြီးကိုးကွယ်တာဖြစ်တယ်အာမင်အဲ့တော့နံဝိညာဉ်နဲ့ကိုးကွယ်တယ်ဆိုတဲ့အရာမှာကျွန်တော်တို့ဒီသဘောပေါက်ပြီမဲ့သစ္စာနဲ့ပတ်သက်ပြီးတော့သစ္စာပြည့်နေရင်တော့ကိုးကွယ်မှုကအထမမြောက်ပြန်ဘူးအဲ့တော့သစ္စာဆိုတာဘာလဲဆိုရင်တမန်တရားဖြစ်တယ်မှန်ကန်စွာပိုင်းခြားပြီးလုပ်တတ်တဲ့အရာဖြစ်တယ်ဒီနေ့လူတော်တော်များများကနံဝိညာဉ်နဲ့အထူးသိခြင်းမှာကိုးကွယ်နိုင်ကြပေမဲ့သစ္စာနဲ့ပတ်သက်ပြီးကိုးကွယ်တဲ့နေရာမှာတော့တော်တော်များများကချွတ်ချော်တယ်ကျွန်တော်လည်းအဲ့ဒါပြန်စဉ်းစားမိတယ်နံပါတ်1နော်ဖျားသခင်ပေါ်မှာထားတဲ့အရာပေါ့ဖျားသခင်ကကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးဆိုတဲ့အရာတွေကိုကျွန်တော်ဒီဖျားကိုယုံကြည်ကိုးကွယ်နေပေမဲ့ဖျားမကြိုက်တဲ့အရာတွေကိုတော့ကိုကြိုက်လို့လုပ်နေတာမျိုးရှိတတ်တယ်ဥပမာလင်းစုံမရဖက်နှစ်ခုပဲတွေးကြည့်ပါအမျိုးသားဒီအမျိုးသမီးမကြိုက်တာကိုရှောင်တယ်ဘာလို့လဲသူ့ပေါ်မှာသစ္စာထားခြင်းကိုပြတာမဟုတ်ဘူးလားအမျိုးသားကလည်းအမျိုးသမီးမကြိုက်တဲ့အရာကိုရှောင်တယ်ဘာလဲဒီလိုရှောင်ခြင်းဒီသူ့ပေါ်မှာချစ်တယ်နှစ်သက်တယ်ညှိုးတယ်တန်မိုးထားတယ်ဆိုတဲ့အရာကိုသစ္စာရှိကြောင်းကိုသူမကြိုက်တဲ့အရာကိုရှောင်ခြင်းအပြင်ပြတာပဲဖြစ်တယ်။သို့တော်လည်းကျွန်တော်ဒီဘုရားကိုကိုးကွယ်တဲ့အခါမှာတော့ဘုရားသခင်မကြိုက်တဲ့အရာတွေကိုတော့ဘာဖြစ်လဲကျွန်တော်ရဲ့အသက်တာမှာမထင်မှတ်ထားဘဲနဲ့လည်းကျွန်တော်ဒီပြုတ်တတ်ကြတယ်။တိတိနဲ့လည်းပြုတ်တတ်ကြတာများပါတယ်။ယုံကြည်သူမဖြစ်ခင်ကတော့မတိလို့ကိုးကွယ်တာ။ယုံကြည်သူဖြစ်သွားတဲ့အခါမှာတိတိကြီးနဲ့သစ္စာပြတ်ပြီးကိုးကွယ်တဲ့သူတစ်ခါလေကြရင်ကိုဖြစ်နေတတ်တယ်။အဲ့တော့ကျွန်တော်လည်းအများကြီးဆင်ခြင်ရတယ်။ငါဒီဘုရားသခင်နဲ့ပတ်သက်ပြီးဘယ်နေရာမှာသစ္စာပြတ်နေသလဲ။သစ္စာပြည့်ရင်ကိုးကွယ်မှုမှာအထမမြောက်ဘူးကိုးကွယ်မှုအထမမြောက်ရင်ရစ်မဖြစ်ဘူးဘုရားရှိခိုး gas မရှိတော့အိုးကဲ့သို့အသုံးမဝင်တဲ့အရာပဲဖြစ်လာမှာဖြစ်တယ်အဲ့တော့သစ္စာလို့ပြောတဲ့အခါမှာမြင်ရတဲ့အရာပေါ်မှာသစ္စာမရှိဘဲနဲ့မမြင်ရတဲ့ဘုရားပေါ်မှာသစ္စာရှိတယ်ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးအဲ့တော့မြင်ရတဲ့အရာတစ်ခုချင်းစီတိုင်းမှာသစ္စာရှိတတ်တော်သူသစ္စာအားဖြင့်အသက်ရှင်တတ်တဲ့သူဖြစ်မယ်ဆိုလို့ရှိရင်ဒီနဝိညာဉ်နဲ့သစ္စာတရားနဲ့ကိုးကွယ်ခြင်းအပေါ်မှာကျွန်တော်တို့ရဲ့အသက်တာကလေ့ကျင့်ပြီးသားဖြစ်သွားမယ်ကိုးကွယ်နိုင်တဲ့သူဖြစ်လာမှာဖြစ်တယ်အာမင်အဲ့တော့တချို့တွေကြတော့နော်ဒါကျွန်တော်လမ်းကြုံလို့ပြောပြတာ
တချို့တွေကကြောင့်နံဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းဒါပေမဲ့အဲ့ဒီသစ္စာမှာ तू ကြရှုံးနေတယ်ဆိုတာမသိဘူးဘာမှသစ္စာလဲအတင်းတော်မှာဒါအနီးဆက်ဆုံးပြောပြတာနော်အနီးဆက်ဆုံးပြောပြတာ MMC အတင်းတော်မှာတော့ပါဝင်တယ် MMC အတင်းတော်ရဲ့နှုတ်ကပတ်တော်ကိုစားတယ် MMC အတင်းတော်ကအကူအညီကိုယူတယ်ဆယ်ဖို့တဖို့ကြတော့ရွာကိုပို့တယ်ဒါဒီသစ္စာရှိလားသစ္စာမရှိဘူးဒါဒီသစ္စာမရှိဘူးဘာဆိုရင်ကိုချီးမွမ်းကိုးကွယ်ပြီးတော့ကိုနှုတ်ကပတ်တော်နဲ့ခွန်အားယူတဲ့နေရာမှာနှုတ်ကပတ်တော်စားတဲ့နေရာမှာဆယ်ဖို့တဖို့ပါဝင်ခြင်းဒီအတင်းတော်ကို respect ရှိခြင်းမဟုတ်ဘဲနဲ့ဘုရားသခင်ရဲ့ပြည့်ညတ်ထားတဲ့အရာဘုရားသခင်တောင်းဆိုထားတဲ့အရာပေါ်မှာယိုသေးလေးမြတ်သောနှလုံးသားနဲ့လိုက်နာခြင်းဖြစ်တယ်အာမင်အဲ့ဒီသစ္စာပေါ်မှာဘယ်လောက်သစ္စာရှိလဲကျွန်တော်အိမ်မှာလူတွေအများကြီးနေဘူးတယ်နော်အကုန်လုံးလားစာရပြီဆိုတာနဲ့မလေး100 200လောက်ပဲအိတ်ထဲမှာထားပြီးမရှိစင်းရဲသားအောင်ဆောင်လိုက်ရှိညပတ်စံအကုန်လုံးအိမ်ကိုပို့လိုက်ပြီဆယ်ဖို့တဖို့လဲရွာကမိဘတွေပဲစီစဉ်ပါစေဆိုတဲ့ပုံစံမျိုးနဲ့ခံခွဲတယ်ဒါလည်းမှားတယ်လို့တော့ကျွန်တော်မပြောချင်ဘူးကိုယ်သဘောနဲ့ကိုဖြစ်တယ်အဲ့တော့ကိုပါဝင်တဲ့အတင်းတော်မှာဆယ်ဖို့တဖို့ရောက်လားမရောက်ဘူးဒါပေမဲ့အခက်အခဲပြဿနာဖြစ်လာတဲ့အခါကျတော့ဘာဖြစ်လဲလုံးလုံးဆယ်ရှိနေတဲ့နေရာကဒါကိုယ့်ရဲ့မိဘလိုဖြစ်တယ်ကိုယ့်ရဲ့အိမ်လိုဖြစ်တဲ့အခါမှာကိုယ်စီပဲပြန်ရောက်လာတယ်အဲ့တော့သစ္စာပြတ်ခြင်းကြောင့်သစ္စာပြတ်တဲ့အကျိုးရလဒ်တော့ခံစားကြရမှာဖြစ်တယ်ဘုရားသခင်ကသစ္စာပြတ်ပြီးသူ့ကိုကိုးကွယ်တော်သူမဖြစ်ဖို့ရန်အတွက်အလိုတော်ရှိတာဖြစ်တဲ့အတွက်သစ္စာနဲ့ကိုးကွယ်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ဒီအမြဲတမ်းဘယ်အရာမှာပဲဖြစ်ဖြစ်ဘုရားနဲ့ပတ်သက်တဲ့အရာမှာအတင်းတော်မှာပါဝင်ခြင်းအရာမှာပေါ်သစ္စာနဲ့အသက်ရှင်တတ်ဖို့ရန်အတွက်အင်မတန်မှအရေးကြီးတာဖြစ်တဲ့အတွက်ဒီအရာကိုပြောပြပေးခြင်းတာဖြစ်ပါတယ်အဲ့တော့တချို့တွေကြတော့အတင်းတော်မှာသာပါဝင်နေတာတခြားအတင်းတော်ကိုကိုယ်စိတ်ကရောက်နေတယ်ဒါလည်းသစ္စာပြတ်တာပဲနော်ဟိုတချို့တငယ်ချင်းတယောက်ပြောပြဘူးတယ် MMC တင်းတော်မှာတော့ तू ပါဝင်တယ်တဲ့ဒါပေမဲ့ तू ကဒီ MMC တင်းတော်ရဲ့ live ကိုတဲ့ဘယ်တော့မှမကြည့်ဘူးတဲ့ဘယ်တော့မှမကြည့်ရင်ဘာလို့လာလဲနော်ဘာလို့လာလဲဘယ်တော့မှမကြည့်ရင်မလာနဲ့လေနော်ပြောချင်တာနော်ဘယ်တော့မှမကြည့်ဘူးတဲ့ခပ်ပစ်ပြတ်ပဲပြောတယ်ဒါဆိုလို့ရှင်ဘုရားเจ้าမှာပွဲလန်းသမင်ရှိရင်ဘာလို့လာလဲလာတယ်နော်ဒါကိုတငယ်ချင်းမို့လို့အာမနာတန်းပြောတာအတင်းတော်မှာရှိတဲ့ပွဲလန်းသမင်တွေတော့အာမနာတန်းတော့အကုန်လာတယ်နော်ကန်းကြည့်သွားမယ်ဆိုလဲလာတယ်ဒါပေမဲ့ဆယ်ဖို့တဖို့လည်းမထည့်ကျင်ဘူးအတင်းတော်လည်းအကောင်းမမြင်ဘူးဒါဆိုရင်သစ္စာမရှိဘူးဒါသစ္စာပြတ်သွားပြီဟုတ်တယ်နော်ဒါကတော့ကျွန်တော်အာမနာတိုင်းပြောပြတာအဲ့တော့ကျွန်တော်တို့ကဒါတွေအားလုံးကလုံရိုးလုံစင်လို့ဖြစ်လာတဲ့အခါမှာမှန်တယ်လို့ဖြစ်လာတဲ့အတွက်အသက်တာထဲမှာပြုပြင်ရကောင်းမှမသိဘူးကျွန်တော်ပြောပြမယ်ကျွန်တော်အရင်တုန်းကဇီးအောင်အတင်းတော်မှာပထမဦးဆုံးအမှုတော်ဆောင်တယ်အသက်23မှာအမှပဲပါဝင်တဲ့အခါမှာဘယ်အတင်းတော်မှာမှသွားပြီးနှုတ်ကပတ်တော်မခံယူဘူးကိုအတင်းတော်ကဝင်ငှတဲ့အရာပေါ်မှာပဲလိုက်နာတယ်ကိုအတင်းတော်ရဲ့ဝင်ငှတဲ့မိတ္တဟာရတဲမှာပဲအသက်ရှင်တယ်နောက်ဆုံးအမှုတော်ဆောင်ဖြစ်လာတယ်ဘယ်နေရာရောက်နောက်ဆုံးကျွန်တော်ဒီမလေးရှားကိုရောက်လာတဲ့အခါမှာတခြားနေရာတွေလည်းခေါ်တာတွေရှိတာပဲဒါပေမဲ့ကျွန်တော်ဘယ်တော့မှအဲ့နေရာတွေသွားပြီးရောင်လို့တောင်မှကျွန်တော်မသွားဘူးဘာလို့လဲဆို MMC အတင်းတော်ကိုဘုရားခင်ပို့တယ်ဆိုတော့ယုံကြည်ချက်အတွင်းထဲမှာခိုင်မြဲတဲ့အခါမှာဒီအတင်းတော်ပေါ်မှာတစ္ဆာရှိစွာနဲ့ပါဝင်ဖို့ရန်အတွက်ပဲဆုံးဖြတ်တာဖြစ်တယ်အာမင်အဲ့လိုမျိုးပဲကျွန်တော်တို့အသက်တာထဲမှာလည်းဘုရားရှင်ကကို MMC အတင်းတော်မှာပဲသွားပြီးတော့ဘုရားကျောင်းတက်ဖို့ရန်အတွက်နှိုးဆော်တယ်ပါဝင်ဖို့ဖြစ်လာတယ်ဆိုရင်တစ္ဆာရှိပါဝင်ပါဘယ်ကဏ္ဍမှာမဆိုတစ္ဆာရှိတာနဲ့ပါဝင်ခြင်းကကိုယ့်အသက်တာထဲမှာကိုယ်ကွယ်မှုအထမြောက်တယ်ဆိုတာကိုလည်းနားလည်စေချင်တာဖြစ်ပါတယ်အဲ့တော့တချို့တွေကကြတော့နော်ကောင်းတဲ့အတင်းတော်မရှိဘူးကိုအတင်းတော်ကမကောင်းဘူးဒီအတင်းတော်ကမကောင်းဘူးမြန်မာပြည်မှာမဟုတ်ဘူးကမ္ဘာပေါ်မှာကောင်းတဲ့အတင်းတော်ဆိုတာမရှိဘူးဖြစ်တယ်အတင်းတော်တိုင်းအားနည်းချက်ရှိတယ်အတင်းတော်တိုင်းမစုံလင်ဘူးဖြစ်တယ်ကောင်းတဲ့အတင်းတော်ကိုမရှာနဲ့ကောင်းတဲ့အတင်းတော်ဆိုတာရှိကိုမရှိဘူးကျွန်တော်အတင်းတော်၄ပါးလောက်နဲ့ကျွန်တော်နော်ချိတ်ဆက်ပြီးအလုပ်တွေလည်းအများကြီးပဲလုပ်ခဲ့တယ်ဆရာဆန်ပြီးတော့အတင်းတော်နဲ့လည်းလက်တွဲခဲ့ဘူးတယ်ကောင်းတဲ့အတင်းတော်ဆိုတာလူဖြစ်တဲ့အတွက်မကောင်းနိုင်တဲ့လူတွေစူးစီးထားတဲ့နေရာအတိုက်မြုံဖြစ်တဲ့အတွက်ကောင်းတဲ့အရာဆိုတာကခဏပဲအမြဲတမ်းအစင်မပြေမှုတွေရှိလာတတ်တယ်တိုးတော်လည်းဒီအရာကို focus လုပ်ပြီးတော့ကိုယ့်ရဲ့ကိုးကွယ်ခြင်းထဲမှာဒီမကောင်းတဲ့အရာတွေပေါ်မှာကြာရှုံးသွားတဲ့အသက်တာမဖြစ်ဘဲနဲ့ဒီမကောင်းတဲ့အရာတွေပေါ်မှာအောင်မြင်တဲ့အသက်တာဖြစ်ဖို့ရန်အတွက်ယုံကြည်သူတိုင်းကရှောင်လန်းနေရတာဖြစ်ပါတယ်ဟာလေလုယာအဲ့တော့ကျွန်တော်အဆုံးသတ်ပြောပြခြင်းတဲ့အရာကကျွန်တော်တို့ရဲ့အသက်တာရဲ့ဖျားကိုဝိပုကိုးကွယ်တဲ့အရာပေါ်မှာကျွန်တော်တို့ရဲ့နှလုံးသားသည်သဘောထားတတ်ဖို့ရန်အတွက်နှလုံးသားသည်ကျိုးပဲ့ကျင်ွားတဲ့စိတ်နှလုံးသားနဲ့ဖျားရှင်မှာအရှိကိုအရှိတိုင်းဝင်တိုးဝင်မယ်အရှိတိုင်းဖျားရှင်မှာလာမယ်ဆိုလို့ရှိရင်ဖျားရှင်ကကျွန်တော်တို့ရဲ့ကျိုးပဲ့ကျင်ွားပြီးတော့လာတဲ့ဇစ်ဖြစ်နေတဲ့နှလုံးသားကိုဘုရားသခင်လုံးဝညှင်းပယ်မှာမဟုတ်ပါဘူးအာမင်ကျွန်တော်တို့ကိုလက်ခံပြီးမျက်မှောက်တော်ထဲမှာအသစ်နဲ့ကျွန်တော်တို့ကိုကောင်းချီးပေးမှာဖြစ်ပါတယ်ဟာလေလုယာ
ကျွန်တော်ဝိပုကိုးကွယ်ခြင်းဥဆောင်ခဲ့တဲ့တောက်လျှောက်မှာနော်ဘာတွေပြင်ဆင်လဲဆိုတော့နံပါတ်1ဆူတောင်းတယ်ဘုရားသခင်ရှေ့မှာအမြဲတမ်းဆူတောင်းတယ်နော်ဒါပေမဲ့လူတွေရှေ့မှာတော့တောင်းတာမတောင်းတာတော့အပပေါ့နော်တခါလေကြာကျွန်တော်ဆူမတောင်းဘူးလို့ဆွဆွဲတဲ့လူလည်းရှိတယ်ဆွဆွဲခံရတယ်တဲ့ပေါ့နော်ဆိုတော့ဟိုလူတွေရှေ့မှာဟဲ့ငါဆူတောင်းပြီဟဲ့ငါဆူတောင်းပြီဟဲ့လို့တောင်းတာမှမဟုတ်တာဆူတောင်းတယ်ဆိုတာဘယ်သူမှမမြင်လေပိုကောင်းလေနော်နှုတ်ကပတ်တော်လည်းအတတ်နိုင်ဆုံးဖတ်တယ်ငါနှုတ်ကပတ်တော်ဖတ်ပါပြီငါနှုတ်ကပတ်တော်ဖတ်ပါပြီဆိုပြီးတော့ဂန္ဒီကောင်ကိုပတ်နေရအောင်လဲစိုးမောင်မဟုတ်ဘူးနော်စိုးမောင်နေမကောင်းလို့ထည့်ပြောလိုက်မယ်ဆိုတော့ဒါဟာတပြောကြတာပါအဲ့တော့ကိုဟာနဲ့ကိုဖះနဲ့တည်သောစိတ် personality ထဲမှာဖះနဲ့ကောင်းစွာချိန်ယူပါနော်ဖះရှင်ကကျွန်တော်တို့အသင်းတော်မှာကျွန်တော်ပဲဝိပုကိုးကွယ်ခြင်းကိုဥဆောင်နိုင်တဲ့သူအဖြစ်ဘုရားသခင်ကတတ်မှတ်ထားတာမဟုတ်ပါဘူးကျွန်တော်အားဖြင့်လည်းအသင်းတော်မှာရှိတဲ့ညီကိုမောင်နှမတွေမိဘတွေညားစွာဘုရားရှင်ကိုစစ်မှန်သောဝိပုကိုးကွယ်နိုင်သောသူဖြစ်လာဖို့ရန်အတွက်ဘုရားရှင်ရည်ရွယ်တာဖြစ်တဲ့အတွက်ကျွန်တော်လည်းခဏပြောကြပါတယ်နော်ဆရာကြီးဝိပုကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးဆိုတော့ဒီမှာကျွန်တော်တို့ရှေ့ကိုရောက်လာတဲ့အခါမှာတော်တော်များများလဲကျွန်တော်သိပါတယ်တချို့တွေကလည်းမရှိမဖြစ်မို့လို့နော်တချို့ကြတော့လည်းတကယ်ခေါ်ရမှာမို့လို့ကျွန်တော်တို့အမျိုးမျိုးခေါ်သုံးတယ်တချို့စိတ်တွေကဒီမှာဒါလေးစင်ပေါ်မှာဒါလေးလောက်ကချီးမွမ်းလိုက်ပါလားလက်ကလေးလောက်တာစိတ်ကကဘာပတ်နေတာမျိုးတွေလည်းရှိတယ်နော်ရစ်မဖြစ်နိုင်ဘူးရစ်မဖြစ်နိုင်တဲ့အတွက်ကျွန်တော်တို့လူငယ်တွေထဲမှာနိုးထမှုဆိုတာလည်းပျောက်ဆုံးနေတတ်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရှိတဲ့လူတွေဒီနေ့နှုတ်ကပတ်တော်ကိုကြားတဲ့အခါမှာအပြုသဘောဆောင်တဲ့စိတ်နဲ့ကျွန်တော်တို့အတွင်းနှလုံးသားထဲမှာဖျားရှင်ရဲ့ပြုပြင်ခြင်းမဆာခြင်းကဒီနေ့ဒီနှုတ်ကပတ်တော်အပြင်တစုံတစ်ခုရမယ်လို့ကျွန်တော်အသက်တာထဲမှာမျှော်လင့်မိပါတယ်အဲ့တော့စိတ်နှလုံးသားထဲကနေပြီးတော့ဖျားကိုစစ်မှန်သောစွာကိုးကွယ်တော်သူကတကယ်ပဲဖျားရဲ့မျက်မှောက်တော်ထဲမှာကိုဘလောက်ပဲအစင်မပြေဖြစ်ပါစေဖျားရှင်မှာဖျားခင်ဘုန်းထင်ရှားခြင်းကိုကိုအားဖြင့်တည်ဆောင်ခြင်းကိုရရှိခံစားမှာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာအဲ့တော့တသက်ခံချက်တစ်ခုပြောပြီးကျွန်တော်အဆုံးသတ်ချင်တာဖြစ်ပါတယ်ကျွန်တော်ဇီးအောင်တင်းတော်မှာစပြီးဝိပုကိုးကွယ်ခြင်းမှာဥဆောင်တဲ့အခါမှာဥဆောင်တယ်ဆိုတာနော်ဒီလိုမျိုး team leader မဟုတ်ဘူးကျွန်တော် team တစ်ခုလုံးရဲ့ leader အနေနဲ့သူတို့ခန့်အပ်လိုက်တဲ့အချိန်မှာဒီချင်းတဲကအုပ်စုတော်တော်များများစိတ်ပြက်ကြတယ်နော်အမလီသူ့ကိုခန့်လိုက်တယ်ဟာသူကဘာဖြစ်တင်ညာဖြစ်တယ်ပေါ့နော်အခုလည်းတချို့ဆိုဂျပန်တို့တချို့ဆိုဩစတြေးလျတို့ရောက်သွားကြပါပြီကျွန်တော်တို့နေကတောင်တွင်းကြီးရလာတဲ့တင်းအိုးဆရာတယောက်ကသူဖះเจ้าကိုရောက်ချင်းနော်အရန်ကိုသူအလေးသွားခြင်းလို့အိမ်သာတက်နေတယ်ပေါ့ဒါပေမဲ့ကျွန်တော်ဖះเจ้าကလည်းအပေါ်မှာဆိုတဲ့ခါကျတော့အိမ်သာထဲမှာ तू ကဝိပုကိုးကွယ်ခြင်းဥဆောင်တာတိတ်ကိုမျက်မှောက်တော်ခံစားနေရတယ်အရန်မျက်မှောက်တော်ခံစားရတယ် तू အဲ့ဒါ तू အိမ်သာထဲကနေပြီးတော့ဝိပုကိုးကွယ်ခြင်းဥဆောင်တာတကယ်ကိုခွာရတာပဲ तू ဒီမှာနေတာတော့မှ तू စိတ်ထဲမှာနှလုံးသားတို့ထိတယ်ပေါ့အဲ့တော့ तू ဖះเจ้าအပေါ်ရောက်လာတဲ့အခါမှာ तू ကတရားဟောဖို့လာတဲ့ဆရာဖြစ်တဲ့အခါမှာကျွန်တော်တင်းဦးဆရာကိုမေးတယ်ခုနဝိပုကိုးကွယ်ခြင်းဥဆောင်သွားတဲ့ main ကလေးဘယ်သူလဲနော်ဥဆောင်သွားတာယောက်ျားနော်ကျွန်တော်ကိုယ်တိုင်ဒါပေမဲ့ तू က main ကလေးဘယ်သူလဲကျွန်တော်တင်းဦးဆရာအရင်ရှက်လို့မပြောပြခြင်းဘူးနော်မပြောပြခြင်းတော့ကိုကလည်းတစ်ချိန်လုံးမေးပြီလုတ်ပါအောင်ဆရာခုနပြိဿဝက်ရှိဥဆောင်သွားတဲ့တယောက်ကဘယ်သူတော့နော်အဲ့လိုမေးပြီဆိုရင် तू ကလည်းမပြောခြင်းဘူးကဲနောက်ဆုံးတော့ तू ဘာလို့ပြောလိုက်တဲ့ခါကျတော့ तू အရန်တွေ့တဲ့ခါမှာအံ့ဩသွားတယ်ကျွန်တော်ကငယ်တုန်းကပို့ပြီး main ကလေးတန်ပေါက်နည်းနည်းအရွယ်ရောက်လာတဲ့အခါမှာလေတငယ်ချင်းတွေစလို့ကောင်းတယ်နော်သူကြီးစားဆိုပြီးဖုန်းကန်ပြီးစရင်တို့ကခဏအဆောင်ကနေလမ်းကိုထွက်လာတယ်နော်အဲ့လိုတွေဒုက္ခပေးတာသူတို့ဘယ်လိုပြောတယောက် main ကလေးအတန်မျိုးနဲ့ပေါ့အရန်တူတာကျွန်တော်လည်းမလိုချင်ဘူးဒီအတန်ကိုနော်အစိုးပြိုင်ပွဲတွေပြိုင်တဲ့အခါတိုင်းလဲဘယ်တော့မှပထမမရဘူးဘာလို့လဲအတန် main ကလေးတန်နည်းနည်းပေါက်နေလို့ဘာဆိုကျွန်တော်ပုံမှန်ယောက်ျားလေးထက်နည်းနည်း hype ကနည်းနည်းပိုမြင့်ကြီးနည်းနည်းမြင့်နေပေါ့မြင့်ပြီးဆိုလိုက်တဲ့အခါမှာလွှင်းနေတာပဲเนาะအဲ့လိုမျိုးမြန်မာတန်စင်ဆိုတဲ့အခါမှာလည်းယောက်ျားလေးဘေတန်ငါနေပြီးဆိုလိုက်တယ်ဆိုလို့ရှိရင်တော့နှိမ့်ပြီးလုံးနေတယ်ကိုဆိုလို့ရှိရင်တော့လွှင်းပြီးတော့ခေါင်ပြီးတက်နေတဲ့ခါကျတော့ဒီမှာပြိုင်ပွဲမှာလာတဲ့ဒီပါလေဒိုင်တွေအားလုံးကလက်မခံဘူးအခုခေတ်လို့ဆိုရင်တော့ကျွန်တော်အဆိုတော်ဖြစ်ပြီเนาะအခုခေတ်မှာတော့ယောက်ျားလေးတွေက main ကလေးလို့ဆိုနေတာတွေပါလေအများကြီးပဲဒါပေမဲ့ဒါဘုရားအကြံစီဆိုတာကျွန်တော်ဒီနေ့နားလည်ရတာဖြစ်တယ်အာမင်အဲ့ဒီအချိန်ကဒါအခုခေတ်လိုမျိုးအသုံးပြုလို့ရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့လမ်းဘေးမှာတခုခုတော့ဖြစ်ရင်ဖြစ်မဖြစ်ရင်တော့တခြားဖျားနဲ့မဆိုင်တဲ့နယ်ပယ်တခုခုထဲမှာကျင်လည်နေပြီဆိုတာကောင်းစွာနားလည်ရတာဖြစ်တယ်အဲ့တော့ဖျားအကြံစီကကျွန်တော်တို့အသက်တာပေါ်မှာအင်မတန်မှကြီးမြတ်တာဖြစ်တယ်အဲ့တော့ကျွန်တော်တင်းဦးစီကဘာပြောလဲဆိုရင်ခရစ်စတီကို worship leader အဖြစ်ဥဆောင်တော့မယ်ဆိုရင်အတန်ပြောင်းပါအတန်ပြောင်းဆိုတာစက်ပစ္စည်းမှမဟုတ်တာနော်ကိုမကြိုက်တဲ့အရာကိုဒီကနေဖယ်ထုတ်ကြိုက်တဲ့အရာဆွဲထက်လုပ်လို့မရဘူးလေနော်
လူဆိုတာကမွေးကလေးကနေပြီးတော့မမွေးခင်ကလေးကနေပြီးတော့ကိုဘဝဆိုတာသပင်ဘလို့ရှင်မလဲအသားရောင်ဘလို့နော်ဘလို့ပုံစံဆိုတာရွေးချယ်ခွင့်မရှိဘဲနဲ့လူဖြစ်လာရတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီဖြစ်လာရတဲ့အထဲမှာမှဖခင်ရှင်ကလူတိုင်းကိုသူ့ရဲ့ဘုန်းတော်အတွက်အသုံးပြုခြင်းတာဖြစ်တယ်အာမင်အဲ့ဒီအချိန်မှာကျွန်တော်စိတ်ထဲမှာစိတ်မကောင်းဖြစ်တယ်ငါအတန်ကြောင့်ငါဝရှိဥမဆောင်ရတော့ဘူးငါအတန်ကြောင့်ငါဝရှိလီဒါအဖြစ်ကနေပြီးငါရနာရတော့မယ်စိတ်မကောင်းဘူးအဲ့တော့ကျွန်တော်ကစဉ်းစားတယ်နော်အပြင်မှာတော့မှလူအနေနဲ့ကောင်းတယ်လို့သတ်မှတ်ပေမဲ့လူအနေနဲ့ကောင်းခြင်းပေါ်မှာဘယ်တော့မှကျွန်တော်ကိုသတ်မှတ်တဲ့အရာဒီပထမစုဆိုတာဖြစ်မလာဘူးအမြဲတမ်းဒုတိယတတိယဆိုတော့ဘာလဲငါဒီလောက်ကောင်းနေတာကိုငါဘာလို့ဒုတိယတတိယတွေပေးရလဲဒိုင်နေနဲ့ရန်ဖြစ်ဘူးတယ်နော်ဒိုင်တွေကိုသွားပြီးတော့အမှသူတို့ရဲ့စာရွက်တွေဖြဲပြီးရန်နေဖြစ်ဘူးတယ်ဒါပေမဲ့မပေးနိုင်ဘူးအဲ့တော့နောက်ဆုံးတော့ဘာဖြစ်လဲဖယားရှင်ကိုဝတ်ပြုကိုးကွယ်မဲ့နေရာမှာအသုံးခံလာရတဲ့အခါမှာအော်ဖယားကကျွန်တော်မလိုချင်တဲ့အတန်ကိုကျွန်တော်အထက်မှာထည့်ပေးလိုက်ပေမဲ့ဒီအရာကကျွန်တော်အတွက်မဟုတ်ပဲကိုတော့အတွက်ဖြစ်ပါလားဆိုတဲ့အရာကိုနားလည်လာတာဖြစ်တယ်အာမင်ပြီးရင်နောက်တစ်ခုကလူရှိမှရပ်ဖို့အင်မတန်မှရှက်ပါတယ်နော်လူရှိမှရပ်ဖို့ရှက်တယ်ဆိုတာကိုယ့်ရဲ့အမူအရာဘလို့ဖြစ်နေမလဲကိုယ့်ကိုလူတွေကဟဲ့ဘလို့တွေ၆ကြီးတက်ဥဆောင်နေတာလားနော်အမျိုးမျိုးပြောမလားဆိုတဲ့စိတ်တွေအများကြီးဘဝမှာဖြစ်ခဲ့ဘူးတယ်သို့တော်လဲကျွန်တော်ဖယားကကျွန်တော်အသက်တာထဲမှာဖယားကိုကိုးကွယ်ရမယ်လို့အသက်တာထဲမှာဖွင့်ပြခြင်းခံပြီးတော့ဝိရှိဥဆောင်တဲ့လီဒါတယောက်ဖြစ်လာတဲ့အခါမှာကိုဘာပဲဖြစ်ဖြစ်ဖယားကိုကိုးကွယ်မယ်ဆိုတဲ့စိတ်နှလုံးသားနဲ့ဖယားရှိမှဒီနေ့ယက်တည်လာနိုင်တာဖြစ်ပါတယ်အာမင်အဲဒါကြောင့်အချိန်ချင်းအခါခါအသက်တာထဲမှာအားနည်းချက်တွေမစုံလင်ခဲ့မှုတွေရှိခဲ့ပေမဲ့ဖယားကိုကိုးကွယ်မယ်လို့ရွေးချယ်လိုက်တဲ့အခါမှာကိုယ့်ရဲ့အဖြစ်ကိုမေ့ထားပြီးဖယားရဲ့အဖြစ်တော်ကိုအသက်တာထဲမှာဆင်ခြင်အောင်းမေ့ပြီးတော့ဒီအရာပေါ်မှာအသက်တာကိုအနှံပြီးတော့ကိုးကွယ်တဲ့အခါမှာတကယ်ပဲအကောင်းဆုံးကိုးကွယ်နိုင်တော်သူအဖြစ်ဘုရားရှင်ကအသုံးပြုလာတာဖြစ်ပါတယ်ဟာလေလုယာအားကြောင့်ဓမ္မရှိတဲ့အသင်းတော်မှာရှိတဲ့မိဘညီကိုမောင်နှမတို့ဝတ်ပြုကိုးကွယ်ခြင်းကကျွန်တော်တို့အသက်တာထဲမှာအင်မတန်မှအရေးကြီးတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ lifetime ဖြစ်တယ်နော်အသက်ရှင်မှုတရက်ဖြစ်တယ်ဝတ်ပြုကိုးကွယ်ခြင်းကအသင်းတော်ရဲ့တစိတ်တဒေတာသောကဏ္ဍမဟုတ်ဘူးဝတ်ပြုကိုးကွယ်ခြင်းကအင်မတန်မှအရေးကြီးတဲ့အရာဖြစ်တယ်ဝတ်ပြုကိုးကွယ်ခြင်းမှာလူတစ်ယောက်ကမလွတ်မြောက်ဘူးဆိုရင်သူဒီနှုတ်ကပတ်တော်ထဲမှာလည်းမလွတ်မြောက်နိုင်ဘူးသိကြတယ်ဝိပုကိုးကွယ်ခြင်းမှာမလွတ်မြောက်နိုင်သောသူသည်သူ့ရဲ့အသက်တာမှာလည်းတစုံတစ်ခုမှားယွင်းနေမှာဖြစ်တယ်။အဲ့တော့ဖယားကိုဝိပုကိုးကွယ်ခြင်းမှာကျွန်တော်တို့ဒီဘလို့ပဲဖြစ်ဖြစ်ဆရာကတာဝန်ပေးလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီလောက်ရမယ်ဆိုတဲ့စိတ်ကြောင့်လောက်ရသည်ဖြစ်စေနံပါတ်1ဖယားခင်စီမှာဆုတောင်းပါ။တန်ရှင်သောဝိညာဉ်တော်ဖယားရဲ့ဖွင့်ပြချက်ကိုကူညီပါ။ကျွန်တော်အသက်တာထဲမှာအများကြီးဥဆောင်ခဲ့တဲ့အခါမှာကျွန်တော်စင်မော်တက်တဲ့အခါမှာဘာပြောရမယ်ဆိုတဲ့စကားကိုအရင်တော့ကဆိုရင်မှန်ရှိမှာလေ့ကျင့်တယ်။ရေးချပြီးလေ့ကျင့်တယ်ကိုနှကန်းလေးဘယ်လိုဖြစ်နေမလဲပေါ့နော်သိရမလားစူနေသလားပေါ့နော်ပြီးကိုယ့်ရဲ့အမူအရာဘယ်လိုဖြစ်နေလဲအရန်လေ့ကျင့်တယ်ဒါပေမဲ့ဒါတွေအားလုံးကဘုရားရှိခိုးရဲဝံ့ရပ်ဖို့ရအတွက်တိတ်ကိုအခက်အခဲဖြစ်စေခဲ့တာဖြစ်တယ်အဲ့တော့အသွေးတော်အဖြစ်လွတ်မြောက်စွာနဲ့မျက်မှောက်တော်ထဲမှာတိုးဝင်ခွင့်ချီးကျောက်ခွင့်ကိုဘုရားသခင်ပြင်ဆင်ပေးပြီးဖြစ်တဲ့အတွက်ဘယ်အရာမှဂရုမစိုက်တော့ဘဲနဲ့ဘုရားရဲ့ကောင်းမြတ်ခြင်းကိုသာရှေ့ရှုပြီးချီးမွမ်းတတ်ဖို့ရအတွက်ဖွင့်ပြခြင်းခံလာရတဲ့အခါမှာပြောရမယ့်စကားတွေလည်းအလိုလိုထွက်လာတယ်အာမင်အဲ့တော့ကျွန်တော်တချို့ကလေးမတွေကပြောတယ်ဆရာကြီးစင်မော်တက်တဲ့ခါဘာပြောရမှန်းမသိဘူးနော်လူတစ်ယောက်ကိုသင်ချစ်လာပြီဆိုရင်ပြောရမယ့်စကားထွက်လာတယ်โอเคဟုတ်တယ်နော်လူတစ်ယောက်ကိုချစ်လာရင်သူ့ကိုဘယ်လိုဖွင့်နေပြီးပြောမလဲသူ့အကြောင်းကိုဘယ်လိုဖွင့်နေပြီးရေးမလဲသူနဲ့ပတ်သက်လာရင်ဘယ်လိုခံစားမလဲဆိုတာကိုဘယ်သူမှမသင်ပေးရင်လေကိုယ့်ရဲ့ချစ်တဲ့နှလုံးသားကမသိဘူးလားသိတယ်နော်သူကျင့်တတ်သွားအောင်ငါဘယ်လိုလုပ်လိုက်ရမလဲဆိုတာအားလုံးကအစားကျွန်တော်တို့ဒီမသင်ပေးဘဲနဲ့အလိုလိုတက်မြောက်တဲ့အတတ်ပညာဖြစ်တယ်ဒီနေ့ဖယားရဲ့ကောင်းမြတ်ခြင်းကိုအသက်တာထဲမှာညားစွာဆင်ခြင်အောင်းမေ့ပြီးတော့ဖယားကောင်းမြတ်တဲ့အရာကိုအသက်တာထဲမှာတာ၍ရှာဖွေတတ်တဲ့အခါမှာဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းအပြင်ဖယားကိုပြောမဲ့စကားတွေဥဆောင်တဲ့အခါမှာပြောရမယ့်အရာတွေကိုအသက်တာထဲမှာညားစွာဝိညာဉ်တော်အပြင်တုန်တင်ခြင်းကိုခံလာရမှာဖြစ်ပါတယ်ဟာလေလုယာအဲ့ဒီအခါမှာကျွန်တော်တို့ရဲ့ကိုးကွယ်ခြင်းဒီကိုညင်းပယ်ခြင်းအပြင်ကိုးကွယ်တဲ့အခါမှာဖယားရှိမှာစစ်မှန်သောရည်အပြင်ကိုးကွယ်တော်သူအဖြစ်ကိုကျွန်တော်တို့အသက်တာထဲမှာရရှိပိုင်ဆိုင်လာရမှာဖြစ်ပါတယ်ဟာလေလုယာအဲကြောင့်ကျွန်တော်တို့ဥဆောင်တဲ့သူပဲမဟုတ်ဘဲနဲ့အသင်းတော်မှာပါဝင်တဲ့ညီကိုမောင်နှမမိသားစုအရောက်တိုင်းဒီရှိတဲ့နေရာမှာရောက်တဲ့အရက်မှာရစ်အဖြစ်နဲ့စစ်မှန်သောကိုးကွယ်ခြင်းကိုပူဇော်နိုင်သောသူများဖြစ်စေဖို့ရတဲ့ဒီနေ့နှုတ်ကပတ်တော်အပြင်ခွန်အားပေးတာဒီညလောက်ဖြစ်ပါတယ်။ကျောင်းသားကျဲအပြင်ရောက်တိုင်းပေါ်မှာဖျားရှင်သားကြီးကောင်းချီးပေးပါစေ။